ကဲအားလုံးပဲမိတ်ဆွေရမင်္ဂလာပါဒါတော့ပြီးခဲ့တဲ့အပတ်ကရွှေချပတင်ထားတဲ့ရွှေချိုးပေါ့လုံးဝကွက်တိမှန်ခဲ့တဲ့ရွှေချိုးလက်ကီးရွှေချိုးလေးတွေပေါ့နော်လုံးပိုင်တွေရောကီးတွေရောဝမ်းချင်းတွေရောအကုန်မှန်တယ်ဗျာနော်ဒီတစ်ပတ်ရွှေချပကြိုက်ဝမ်းချင်းဆိုရင်9-1ကီးဆိုရင်9-1ခွန်လုံးပိုင်ကြိုက်တာပြောပါတစ်လုံးနဲ့ကြိုက်တယ်ဆိုရင်ဒီဘက်ကတော့လုံးပိုင်လုံးဝခွန်လုံးပိုင်ကြိုက်တယ်ဗျာရွှေချပအကြိုက်ရွှေချိုး3ခွက်လုံးဝအကြိုက်ဆုံး3ခွက်ပြောရမယ်ဆိုရင်9-8ခွန်8 1-8အားလုံးပဲပြီးကြတဲ့အပတ်ကများလို့လက်ကီးများပွင့်ကြပါသေးအားလုံးကျေးဇူးတင်ပါတယ်ဗျာ